ယ်လူနာပြီဖြစ်တယ်ဒီနေ့ဒီရာလာကြီးစိတ်လက်မယ်ဒီဆက်ပြီးကုန်ပြီဟုတ်ပါအဘာညာဆိုပြပြန်တို့စင်ကလာတရားကတော့ဗန်းစင်လုံးစိတ်ကလာအလွမ်းကြီးဆိုတဲ့ဒိလို့ပြပါတယ်ရှင်အောင်ကြတော့အနေရလေးပါရဲ့မောင်သဘောဟာဟုတ်ပါအဖိုးစရာကဝီတကူယူဟန်ကြောင့်ယူဟန်ပါအလွေတင်းနိခါအတရားမူတော်စိတ်ကလာကြီးရဲ့ရင်းစပါရှင်ဆိုဗီယက်ရဲ့တို့စိတ်မလားရဲ့ရင်းစပါရှင်အဖိုးဒီပါလွမ်းစရာဒီမချင်းစိတ်ဒီမို့ရဲ့အလွမ်းဒီကဗျာတဝေမှာတန်စီလွေခုနတန်ကြီးလုံးခါပါတဲ့ချီကဘာဘော်တွေဒီတန်စီမျိုးဟာ  တီထွေ